ဘလုံးကန်တယ်လေပျော်ဖို့လဲအရန်ကောင်းတယ်ဗျာပြီးစင်ရဖို့လဲအရန်ကောင်းတယ်ပြီးတဲ့တခါတလေလဲကိုယ့်ရဲ့ကစားသမားဘဝဘလုံးကန်တဲ့ဘဝတော့အဆုံးသတ်နိုင်တဲ့နေရာမျိုးပဲဗျာဒါပေမဲ့ကျွန်တော်တို့ဆက်ပြီးတော့ဆွလို့နိုင်လားဆိုတော့မဆွလို့နိုင်ဘူးဗျာကျွန်တော်တို့မကန်နိုင်ရင်တော့ကျွန်တော်တို့ကြည်တယ်မကြည့်နိုင်ရင်တော့ကျွန်တော်တို့တည်င်းတွေလိုက်ဖတ်ဖြစ်တယ်ဗျာတည်င်းတွေလိုက်နားထောင်ဖြစ်တယ်ဒါကျွန်တော်တို့ဘလုံးကြိုက်တဲ့ဘုတ်ကိုဘလုံးချစ်တဲ့ဘုတ်ကိုမလို့လားမသိဘူးအဲ့ဒီအကြောင်းတွေပဲဗျာဒီမှာတွေကတော့ဒီကျွန်တော်တို့ဘလုံးကန်တဲ့ဘုတ်ကိုတွေဖော်ဝပြတ်သွားနိုင်တယ်ဒုက္ခိတဖြစ်သွားနိုင်တယ်အနေထားဗျာတော်တော်လေးကြမ်းကြတယ်မူဆယ်ကွင်းမှာရောပြီးသူတို့ကန်တဲ့ဒီမှာအရေးကြီးပွဲတွေလုံးဝပွဲတော့မရှိဘူးဗျာဒါပေမဲ့သူတို့တော်တော်လေးကြမ်းကြကြီးပါ break တာလည်းအဲ့လိုမရှိဘူးဒါပေမဲ့သူတို့ချာနေကြတာပဲကျွန်တော်တို့ဘလုံးကအဲ့လိုဖြောဖြေတာဗျာလူလက်တက်လူတက်တဲ့ပုံလည်းပါနိုင်တယ်ပြီးချင်းတရားလည်းပါနိုင်တယ်ကိုချင်းတရားလည်းပါနိုင်တယ်ပျော်ရွှင်မှုလည်းပေးတယ်စင်ကြီးမှုလည်းပေးတယ်ဗျာဒါကျွန်တော်တို့ဘလုံးအခုဒီမှာဒီဗီဒီယိုလေးကျွန်တော်တို့တွေ့ကြရတယ်အကြမ်းနေချဲပေါ့ငါဘလုံးဒါပေမဲ့ကျွန်တော်တို့ဒီတိုင်းမြင်နေရတာကျွန်တော်တို့ဗာလဲကြောက်ကမျိုးတော့မရှိဘူးဗျာဒါပို့ပြီးတော့ကန်ကျင်စိတ်တွေဖြစ်တယ်ပို့ပြီးကြည်ကျင်စိတ်တော့ဖြစ်တယ်ဗျာဒီဘလုံးနဲ့ပတ်သက်အဲ့လိုဘလို့လဲမသိစိတ်ကဒါကျွန်တော်တို့ဘလုံးချစ်တဲ့ပုဂ္ဂိုလ်များအတွက်ဖြောပြမှုတစ်ခုပေါ့ကန်တဲ့ပုဂ္ဂိုလ်များအတွက်တော့အသက်အန္တရာယ်တစ်ခု